အားလုံးမင်္ဂလာပါ behind the scenes အာဆင်နယ်နဲ့ကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်တို့မင်းညာကတော့ကျွန်တော်တို့အာဆင်နယ်အသင်းကအားလုံးသိတဲ့အတိုင်းပဲဒါ Emirates Queen မှာဒါ Champion League ရဲ့ဘရင်ဆိုတဲ့ဒါ Real Madrid အသင်းကိုဂိုးပြက်ခြေပြက်နဲ့3ဂိုးမရှိဆိုတဲ့ရလက်နဲ့ဒါပထမအကြော့မှာကျွန်တော်အပြတ်သက်ချေမှုန်းလိုက်တယ်ဆိုတော့ဒုတိယအကြော့အတွက်လည်းကျွန်တော်တို့တော်တော်လေးကိုအခွင့်အရေးကောင်းသွားပြီReal Madrid ကစားသမားတွေအနေနဲ့သူတို့ကိုယ်တိုင်ကိုဘာလို့လုံနေရများမသိဘူးဆိုဖြစ်သွားတာကိုသူတို့ကျွန်တော်တို့ဒါသူတို့ရဲ့မျက်နှာတွေမှာအထင်သာမြင်ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောစရာရတော့အများကြီးပဲဒါပေမဲ့ကျွန်တော်ဒီနေ့အဓိကပြောသွားမှာကတော့ Declan Rice ရဲ့ဒါ free kick သွင်းကို2ဂိုးနဲ့ပြီးရင်ကျွန်တော် Arsenal မှာဒီနေ့ဒါကစားပုံကောင်းမှုရဲ့ကျွန်တော်အမြင်ပေါ့နော်အဓိကကျွန်တော်အကြိုက်ဆုံးကစားသမား3ဦးအကြောင်းကိုကျွန်တော်ပြောသွားပေးသွားပါမယ်ပထမဆုံးအနေနဲ့တော့ Declan Rice ရဲ့ free kick ပေါ့နော်Arsenal ကဒီ free Declan Rice ရဲ့ပထမဆုံး free kick ကိုမဂိုးခင်အထိကိုပထမပိုင်းတစ်ပိုင်းလုံးရောဒုတိယပိုင်းအစထိရော Arsenal ကလုံးဝ dominant ဖြစ်ပြီးတော့အခွင့်အရေးများစွာဖန်တီးပြီးတော့Real Madrid အသင်းကိုဦးဆောင်ပြီးတော့ချင်းချောက်ကစားထားနိုင်ခဲ့တယ်ဒါပေမဲ့လိုအပ်တဲ့သွင်းဂိုးတွေမရခဲ့ဘူးအရှင်းပြောရရင်သွင်းဂိုးတွေအရန်ကိုလိုအပ်နေတဲ့အချိန်ဖြစ်တယ်ဘာလို့လဲဆိုရင်အားလုံးသိတဲ့အတိုင်းပဲဒါ Arsenal ကဘလောက်ပဲ dominant ဖြစ်ကစားဒါ Real Madrid အသင်းကလုံးဝမထင်မှတ်ထားတဲ့တင်းငယ်တဲ့အခွင့်အရေးလေးတစ်ခုကနေဒါသွင်းဂိုးတွေကိုပြောင်းလဲနိုင်ခဲ့ရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အမြဲတမ်းကိုကျွန်တော်စိတ်ပူနေခဲ့တာဖြစ်တယ်ဘယ်အခြေအနေအများထဖောက်ပြီးတော့Real Madrid အသင်းကဂိုးရသွားမှလည်းအဲ့လိုဂိုးရသွားရင်အခုလက်ရှိကိုကစားနေတဲ့စိတ်သက်ပိုင်းကိုကစားနေတဲ့ခြေစမ်းပိုင်းတွေကရင်းသွားတော့မလားပြပြသွားတော့မလားကျွန်တော်ဒီလိုမျိုးအတွေ့တွေအမြဲတွေးနေခဲ့တယ်ဒါပရိသတ်တွေ Arsenal ပရိသတ်တွေအားလုံးလည်းဒီလိုမျိုးတွေးနေမယ်လို့ထင်တယ်ဒါပေမဲ့ဒါချိန်သားကြိုက်ပဲDeclan Riceရဲ့ free kick ကိုရောက်လာခဲ့တယ်အဲ့အလုံးကိုမကန်ငယ်မှာကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာအကုန်လုံးလဲနောက်မှပြောကြပါတယ်ဒီ Honorary တို့ Declan Rice တို့လည်းပြောကြပါတယ်သူတို့ကတော့ပုံမြင်တာပေါ့နော်သူတို့ကတကယ် professional ဆိုကြတော့ဘယ်လိုပြော set piece ကိုသူလူတိုင်းကာတာက4ယောက်ပဲရှိတယ်ဒါ Real Madrid အသင်းကArsenal ကဘယ်ချေရောညာချေရောကန်ဖို့နေရာယူထားတဲ့အချိန်မှာကန်ဝင်းရလဲဒါအခွင့်အရေးကောင်းနေတဲ့အနေအရာမှာ Real Madrid တင်က4ယောက်ပဲဆက်ပြီးယူထားဒါဘာကိုပြလဲဆိုရင်ဒါ Arsenal အနေနဲ့ကဒါ free kick ကိုမသွင်းနိုင်တာကျွန်တော် Arsenal fan တွေဆိုသိတယ်ဒါ OD က free kick ကန်ပြီဆိုရင်ဘယ်တော့မှဆိုလူတိုင်းကိုမှန်တယ်ဘယ်တော့မှ kick ချက်မကောင်းနောက်ဆုံးသွင်းခဲ့တာက2021ကဘန်လေးနဲ့ပွဲဒါကြောင့်မို့လို့ Arsenal အနေနဲ့ free kick ကနေဒါရိုက်ကိုသွင်းနိုင်ဖို့အရန်အားနေတယ်ဆိုတာကိုဒါပြိုင်ဘက်ကလုံးဝကိုသိထားတယ်ဒါပေမဲ့ free kick ကနေဒါရိုက်သွင်းဖို့အားနေပေမဲ့ဒါ set piece တွေကနေဖြတ်တင်ဘောတွေကနေကန်တင်ဘောတွေကနေဒါခေါင်းတိုက်သွင်းတဲ့အလုံးတွေမှာ Arsenal ကအရန်ကြောက်ဖို့ကောင်းတာကိုလည်း Real Madrid ကသိထားတယ်ဒီအကြောင်းကိုလည်း Courtois တို့ကပွဲမစငင်နဲ့ Arsenal ရဲ့ set piece ကိုအဓိကပြန်မယ်ဆိုသူတို့ဒါရုပ် mindset ကြီးထည့်ထားတယ်ဒါတိုက်ဆိုင်မှုမဟုတ်၄ယောက်ထဲဟောဖြစ်တာဒါကြောင့်မို့လို့သူတို့ကArsenal အားနေတဲ့ဒီဒါရိုက် free kick မျိုးကိုသူတို့က၄ယောက်ထဲနဲ့ပဲပိတ်ပြီးတော့Arsenal အားတာတဲ့ဒီဥဆောင်ကိုတွေရနိုင်တဲ့ဒါခေါင်းတိုက်ကိုတွေကိုကောက်ခဲ့ဖို့အတွက်နေရာမှာလူအများကြီးသုံးထားတော့သူတွေ့ရတယ်ဒီအချက်ကို Declan Rice ကမထင်မှတ်ဖဲနဲ့ဒါအသုံးချသွားတော့တွေ့ရတယ်ကန်နယ်လုံးကပထမဆုံးပြောမယ်ဆိုရင်ကန်နယ်လုံးကတော်တော်လေးကိုလှတယ် curve တွင်းသွားတယ်ဒီဂိုးတိုင်ရဲ့ဒီညာဘက်ကိုပေါ့နော်2ပေလောက်ထိထွက်ပြီးမှဘောလုံးက white ပြီးဝင်သွားတာCourtois ရဲ့အရက်က6ပေ9လက်မလား6ပေ6လက်မလားမလို့ရှိတယ်အရန်ရှိတယ်လူကောင်ကြီးကအရန်ကြီးတယ်သူတိုင်ပင်ပြစ်လိုက်ရင်တေချာပေါင်းမှီနိုင်တဲ့အနေထားဘယ်ဂိုးတိုင်ရဲ့ဘယ်နေရာမှာမလို့ဒါပေမဲ့ Declan Rice ရဲ့ဒါဘောလုံးပေါ်ဒါအပါပြင်းထန်မှုနေရာကောင်းကြက်ကြမှုပြီးရင်ဝင်သွားတဲ့အလုံးကလည်းတိုင်ပေးကနေကွက်တီလေးကိုရှက်ပြီးဝင်သွားတဲ့အလုံးလုံးဝကိုဒါထောင်းကြမှုတွေကဒါ Courtois အနေနဲ့သူ့ရဲ့နေရာကနေဘလို့မှကိုသူအရန်ပေါင်းရှိဘလောက်လက်တန်တွေဘလောက်ရှိပါလျက်နဲ့ကိုမဖမ်းနိုင်ဘူးတော်တော်လေးကောင်းတဲ့လုံးဒုတိယလုံးဆိုလည်းအတိုင်းပဲဒုတိယလုံးကလည်းဒါပထမလုံးနဲ့အကွာအဝေးကတူတူပဲဒါပေမဲ့ဒုတိယလုံးကပထမလုံးကကြတော့ကွင်းရဲ့ညာဘက် channel နဲ့ဆောင်းတယ်ဒုတိယလုံးကကြဘယ်ဘက် channel နဲ့ဆောင်းတယ်ပြောချင်တာက Declan Rice ဒါစက်ကန်မယ်ဆိုရင် position ကမတူတော့ဘူးအဲ့နေရာမှာ Ori ကကန်မယ်ဆိုရင်တော့ Declan Rice ညာချင်းနဲ့ကန်တယ်လို့မျိုး Ori နဲ့ဘယ်နဲ့ကန်မယ်ဆိုရင်တော့အဆင်ပြေနိုင်တယ်တူနိုင်တယ်ဒါပေမဲ့အဲ့နေရာမှာ Declan Rice ကပဲထက်ကန်တဲ့လုံးကလည်းပထမလုံးကိုတော်တော်ကောင်းလာပြီထင်တာထက်ကန်တဲ့လုံးကပို့ပြီးတော့ကောင်းတယ်ထက်ကနေလုံးမှာလည်းတခြားကြည့်ပါ Real Madrid က4ယောက်ပဲသူတို့ set piece တရားဝင်ကာထားတွေ့ရတယ်ဒါ Declan Rice ကဒီနေရာမှာလည်းလုံးဝကိုဒါအကောင်းဆုံး free kick နဲ့ကန်သွားတယ်တကယ်ဆယ်ပြားကြီးတောင်းလို့ပြောရမယ်ဒီတောင်းကHonorary တို့ပြောသလိုပဲကိုသမား10ယောက်ဖမ်းလဲမဖမ်းနိုင်တဲ့တောင်းမျိုးအဝေးပဲတကယ်ဒီCourtois ဒိုင်မင်ပြစ်ပြီးတော့လက်နဲ့ပုတ်တဲ့နေရာနဲ့ Declan Rice ဘောလုံးရောက်သွားတဲ့ဆယ်ပြားကြီးတောင်းဒီတောင်ချာကွက်တိ
ဘောလုံးတစ်လုံးစာပဲရှိရထောင်ကြကျွန်တော်တို့ဒါဘောလုံးpage တွေမှာဆိုအမြဲတင်ကြပါတယ်ကျွန်တော်တောင်းမှာတာဝင်လေးတွေဝိုင်းပြီးတော့ဒါ skill set တွေပြန်ကြတယ်အဲ့တာဝင်တဲ့ဝင်အောင်ကန်ကြတယ်အဲ့လိုမျိုးဝင်တဲ့နေရာကို technology ကကွက်တီကန်သွားတယ်ဒီလိုမျိုး atmosphere ဒီလိုမျိုး PR ရဲ့အောက်မှာပြီးဒီလိုမျိုးဒါအကောင်းဆုံးကိုသမားတဦးရဲ့ဒါရှေ့မှာဒီလိုမျိုးတွင်းပြသွားတာတော်တော်လေးကိုကောင်းတယ်ဆိုတော့ technology ရဲ့တကယ် free kick တွေကသူ့ဘဝမှာအကောင်းဆုံးလည်းဖြစ်နိုင်မယ်ပြီးတော့ဒါပထမဆုံးသူ့ဘဝမှာ free kick သွင်းကို2ဂိုးလည်းဖြစ်တယ်သွင်းတဲ့ဂိုးတွေကလည်း Champions League ပွဲမျိုး quarter final ပွဲစဉ်မျိုးမှာ Real Madrid လိုအသင်းကိုဒါဥဆောင်နေအနေနဲ့ဒါအကောင်းဆုံးပုံစံနဲ့သွင်းပြသွားတာဖြစ်တဲ့အတွက်ဒါတကယ်ကိုဒါကမ္ဘာသမိုင်းဝင်အကောင်းဆုံး free kick ဂိုးတွေကသွင်းကို2ဂိုးဖြစ်လာမှာအသေးချာပဲပေါ့နော်ဒါတော့ free kick တွေပေါ့ဒါသူ့ရဲ့ဂိုးတွေကတကယ် Arsenal အသင်းအတွက် energy ဖြစ်သွားတယ်အခွင့်အရေးပိုင်းအသုံးချမှုမှာအကောင်းဆုံးနေထားကိုရောက်သွားတယ်တတိယကိုကတော့ Merino ဒါပုံမှန်ဆိုရင်ဒါ Merino ရဲ့ဂိုးကလည်းအရင်ကောင်းတယ်Declan Rice ရဲ့ free kick ဂိုးသာမရှိဘူးဆိုရင် Merino ရဲ့ဂိုးကတတပြောရမယ်ဂိုးမျိုးဒီနည်းနည်း area တဲ့ဆိုပြီးမဲ့နည်းနည်းဝေးတယ် area အပြင်ထဲတော့ပါရောက်တယ် scale ပေးလိုက်တဲ့အလုံးအားမပါဘူး cut လေးပဲသူကလည်းထိုံလေးပဲထိလိုက်တယ်ပုတ်တက်လေးထိလိုက်တယ်တောင်ထဲကိုတန်းဝင်သွားတယ်လုံးဝ composure ပြင်းတဲ့ကိုတွင်းသွားတာတကယ်သူကလည်းတတပြောရမယ်ကိုဒါပေမဲ့ Declan Rice ရဲ့ဂိုးတွေကသူ့ထက်အများကြီးကောင်းနေတဲ့အတွက်သူကပြောဖို့အတွက်မှိမ့်သွားတာဖြစ်တယ်ပေါ့နော်ဒါဂိုးတွေနဲ့တစ်ပိုင်းပေါ့ဒီပွဲကိုအဓိကနိုင်သွားတဲ့ဒါနိုင်သွားတယ်ဆိုတာထက် Real Madrid တင်ကိုဒီလိုမျိုး control လုပ်သွားတယ် dominate လုပ်သွားတဲ့နေရာမှာပြောဖို့အတွက်ကစားသမား3ယောက်ကျွန်တော်ပြောချင်တယ်ပထမတစ်ယောက်ကတော့ Mine Lewis Kelly အားလုံးလည်းသိကြမှာပါ Thomas Partey နဲ့ double ပိုင်းပုံစံဝင်ကစားပြီးတော့ converted role အနေနဲ့ဝင်ကစားပြီးတော့ဒါကွင်းလေကိုအပြည့်အဝထိန်းချုပ်သွားတယ်တစ်ဖက်က Jude Bellingham Luka Modricဒါသူတို့လိုကာမာဗင်ညာသူတို့လိုကွင်းလေမျိုးကို Skelly ကအသက်16နှစ်နဲ့ဘယ်လိုကစားပြလဲဆိုတော့အားလုံးမြင်မှဖြစ်တယ်သူဘောလုံးရသွားပြီဆိုရင်သူရဲ့ခန္ဓာကိုယ် body ကာမှုကအရန်ကိုကောင်းတယ်ဘယ်သူမှလိုက်လို့မမီဘူးပြီးရင်အရန်ကိုဆုံးဖြတ်တွေကမှန်ကန်တယ်ပြီးတက်တိအရန်ရှိတယ်ယူရဲ risk တွေကိုလည်းဒါနိုင်အောင်မြင်အောင်လုပ်ပေးနိုင်တယ်ဆိုတော့ Lewis Kelly ရဲ့ကစားပုံကဒီနေ့အတွက်တကယ်မဖြစ်မနေချီးကျူးရမယ့်အနေထားအဲ့လိုပဲသူနဲ့တူတွဲကစားတဲ့ Thomas Partey ကြီးကလည်းဒီရာဒီမှာလုံးဝဒဏ်ရာမရဘဲနဲ့ကိုအရန်ကိုကောင်းမွန်နေတယ်သူဘောလုံးတွေကင်တာဖြန့်တာဒါတက်ကယ်လောက်တာ interception တွေလောက်တာဒီလုံးတွေမဟုတ်ဘူးReal Madrid ကတံပြန်ရသွားပြီဆိုရင်လေတကယ်ပြေးလိုက်သွားပြီဆိုကြည့်လိုက် Thomas Partey Mbappe တို့နဲ့တူပြေးလိုက်တော့သူ့ရဲ့ speed pace ကြီးကလည်းအရန်ကောင်းတယ်ဒီနေ့ပွဲမှာ Mbappe တစ်ချက်ပြေးသွားတယ် Thomas Partey လိုက်သွားတယ် Vinicius Junior ပြေးသွားတယ် Thomas Partey ပြေးလိုက်သွားတယ်သူတို့နဲ့လုံးဝထက်ချက်မကွာလိုက်သွားတာသူ့ရဲ့ pace ကြီးကလုံးဝပြည့်ကျင်နေကြအောင်မရှိဘူးဂါဘီယယ်မပါနိုင်တဲ့နောက်တန်းမှာခီဗီယောအားနေတာမှန်တယ်ဒီဟာကိုလည်းသုံးဘက်ပါတီသိရတဲ့အတွက်ခီဗီယောကိုတကယ်ကူညီဖို့အတွက်တကယ်တတိကြီးနဲ့ကစားသွားတယ်ဒါပေမဲ့တိုက်စစ်မှာလည်းမလင်ဟင်းရဘူးတိုက်စစ်မှာလည်းသူ့ရဲ့ဒါ run တွေ carry တွေကတော်တော်လေးကိုကောင်းတယ်ဒါဒီတစ်ပိုင်းကိုလည်းကျွန်တော်ချီးကျူးရမယ်ဒီ Arsenal ကွင်းလေဒီနေ့ဘာလို့ control လုပ်နိုင်ခဲ့လဲ dominance လုပ်နိုင်ခဲ့လဲဆိုရင် Thomas Partey နဲ့ဒါ Mine Lewis Kelly အရန်ကောင်းလို့ကျွန်တော်ပြောရမယ်နောက်ဆုံးတစ်ဦးကတော့ Bukayo Sakaဒီတဲ့အတိုင်းပဲဘူကာဆာကပြန်ပါလာပြီဆိုတာနဲ့ဒါအာဆင်နယ်ရဲ့ညာချင်းကတကယ်တန်ပြီးအသက်ဝင်လာပဲဘာမှတကယ်ခြေစွမ်းကောင်းတဲ့ကစားသမားတွေအဲ့တိုင်းပဲဗျဘလောက်ပဲဒဏ်ရာကြောင့်အကြာကြီးနားနေရပါစေသူတို့အတွက်ပြန်ပြီးကောင်းမှုဆိုတာအချိန်ယူစရာမလိုဘူးဟာဒဏ်ရာကြောင့်မို့ပြန်မကောင်းတော့ဘူးဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုတွေမရှိဘူးတကယ်ကောင်းတဲ့ကစားသမားတွေကစကားကိုပဲကြည့်တန်းပြီးတော့ဒဏ်ရာနေတက်လာတယ်တန်းပြီးတော့ခြေစွမ်းပြတယ်အလားပါလုံးဝအယူမှုကိုဖြစ်နေတယ်ဘာမှမလုပ်နိုင်ဘူးဒါသူ့အနေနဲ့ဓာတ်ရိုက်အစ်စ်တွေရတဲ့တာဒါအာဆင်နယ်အနေနဲ့ကဒါပေါက်ဆင်းမှာကိုသွင်းမဲ့လူမရှိလို့မလို့သူ့ရဲ့တကယ်အခွင့်အရေးဖန်တီးမှုတွေအကောင်းဆုံးဒါဖြစ်တင်ဘောတွေကအလဟတ်တက်ဖြစ်သွားခဲ့အောင်ဒါပေမဲ့ Declan Rice ရဲ့ free kick 2ဂိုးလုံးကြည့်မယ်ဆိုရင်အဲ့ free kick တွေကိုရတာကSakaကြောင့်ရခဲ့တာSaka ဆွဲတယ်တစ်ဖက်ကJude Bellinghamတို့ဘာလို့သူ့ဘော်ဒီနဲ့ဖိတယ်မရအောင်10 second လောက်ထိသူတောင်းခံတယ်နောက်ဆုံးမရတဲ့ချိန်ကျမှသူလဲသွားတယ် free kick တန်းရတယ်ဒုတိယလုံးလည်းအတိုင်းပဲJude Bellingham ကောင်မပင်က2ယောက်ညှက်ပြီးတော့လုပ်တယ် free kick ရသွားတယ်သူ့ကြောင့်မို့လို့ရတဲ့အခွင့်အရေးပေါ့နော်ပြောချင်တာသူထားရဲ့အစ်စ်တော့မဟုတ်ဘူးဆိုရင်ပဲဆာကာအရန်ကိုကောင်းတယ်ဒီပုံစံတိုင်းဆိုရင်ဒါဆာကာကဒဏ်ရာမရဘူးဆိုရင်ဒီချန်ပီယံလိလက်ရှိလက်ကျန်ပြိုင်ပွဲတစ်ချောင်းမှာဒါပြိုင်ဘက်ဒါညာဘယ်နောက်ခံပေါ့နော်ဘယ်နောက်ခံခန့်စင်မှုတွေအတွက်တကယ်အိမ်မက်ဆိုဖြစ်လာမှာအသေးချပဲနောက်ဆုံးတစ်ခုချီးကျူးချင်တာတော့နီးပြအာဒီတာဒီလိုမျိုးအထောင်တိုင်းဆင်မှုမရှိတဲ့ဂျားတွေကဂါဗီယယ်မဂါဟေးစ်မှာပါဝင်နိုင်တဲ့ဂျားတွေကရှိတဲ့လူနဲ့ဒါ Real Madrid အသင်းကိုဒီလိုမျိုးကစားပြသွားနိုင်တာဒါ Arsenal အတွက်တမိုင်းတစ်လျှောက်ဒါ Champions League ပွဲစဉ်တွေမှာအကောင်းဆုံးနိုင်ပွဲတစ်ခုအဖြစ်ပါဝင်သွားမယ်ဆိုတာသိကြတယ်ဖလားရတာမရတာနောက်ထားဒါကျွန်တော်တို့Mikel Arteta ရဲ့ဒါစွမ်းဆောင်ရည်
အကြီးချင်းကလည်းကျွန်တော်အမခန့်အသိမြတ်ပြုဖို့ကျွန်တော်လိုအပ်တယ်ဆိုတော့ဒါကတော့ကျွန်တော်အာဆင်နယ်အနေနဲ့ဒါပထမကြော်မှာ Real Madrid ကို 3-0 နဲ့နိုင်သွားပြီးဒုတိယကြော်ဘယ်လိုလာမလဲဆိုတော့ခဏထားအောင်ကျွန်တော်ဒီနိုင်ပွဲကိုအာဆင်နယ်ဖန်တွေအပြည့်အဝပြောကြပါခံစားကြပါတကယ်ကိုထိုက်တန်လို့နဲ့နိုင်ပွဲတကယ်ကိုတတပြန်ပြောရမယ့်နိုင်ပွဲတကယ်ကိုတတမျိုးပြန်ကြည့်ရမယ့်နိုင်ပွဲမျိုးကိုကျွန်တော်အာဆင်နယ်ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်